လူတွေသေပြီးတော့ပတ်ဝန်းကျင်9 ရက်ဝိညာဉ်ဘဝနေရသည်မှာဟုတ်ပါသလားမဟုတ်ပါဘူးဝိညာဉ်ဘဝဆိုတာမရှိပါဘူးနော်သေရင်သူဖြစ်မဲ့ဘဝတန်းဖြစ်တာအဲ့တော့ဒီဘဝသေရင်နောက်ဘဝပရိသေစိတ်ဆိုတာပဋ္ဌာန်း24ပစ္စည်းထဲမှာအနန္တရပစ္စယောအခြားမဲ့မှာချက်ချင်းဖြစ်တယ်နော်လူတယောက်သေသွားတာနဲ့ဒီကသေလိုက်တာနဲ့တပြိုင်နက်သူဖြစ်မဲ့ဘဝမှာချက်ချင်းဖြစ်တယ်ချက်ချင်းဖြစ်ဆိုတဲ့နေရာမှာလူပြန်ဖြစ်မဲ့ဆိုရင်မိခင်ဝန်ထဲမှာကလလရေကြီးအနေနဲ့စမှာပေါ့နော်တိရစ္ဆာန်ဖြစ်ရင်လည်းတိရစ္ဆာန်ရဲ့ဝန်ထဲမှာဥနဲ့ဖြစ်တယ်ဆိုရင်ဥဖြစ်စမှာပေါ့ဒီလိုလေးတော့ရှိတာပေါ့ဂျားထဲမှာမဖြစ်ခင်ယမယံခါဘာဖြစ်တတ်တယ်ဆိုပြိတ္တာဖြစ်တဲ့အခါမျိုးရှိမယ်နော်တိရစ္ဆာန်ဖြစ်မယ်ပြိတ္တာဖြစ်မယ်ငရဲကြမယ်လူဖြစ်မယ်သူအချိန်ယူရမယ်နတ်ဖြစ်ပြီးဆိုရင်တော့ဒီကသေးဒီခန္ဓာကိုယ်ပြုံးကနေသေဆုံးသွားတာနဲ့ဟိုမှာဘွားကနေဖြစ်တယ်သူကြတော့ချက်ချင်းဖြစ်တယ်လို့ပြောသူတွေကမမြင်ရလို့ဝိညာဉ်ဘဝလို့ခေါ်နေကြတာဝိညာဉ်ဘဝရဲ့လို့တတ်တတ်မရှိပါဘူးဘဝလူတွေရဲ့မြင်ကွင်းနဲ့ပဲမရောက်တာပဲရှိတယ်နော်လူတွေမျက်စိနဲ့မြင်လို့မရလူတွေမြင်နိုင်တာက dimension အများကြီးဆိုရင်တော့မြင်ကောင်းမြင်မှာပေါ့နော်10 dimension လောက်ဆိုရင်မြင်ကောင်းမြင်နိုင်မယ်3 dimension လေးဆိုရင်တော့မြင်အောင်မဟုတ်သေးဘူးပေါ့4 dimension နဲ့မြင်အောင်မဟုတ်သေးဘူးအဲ့တော့လူတွေရဲ့မျက်စိတွေမှာမမြင်နိုင်တဲ့အရာဖြစ်လို့သိပြီးတဲ့နောက်မှာချက်ချင်းဖြစ်တယ်လို့ပဲမှားရ